ရှိန်ပြင်းပြင်းကားတစ်စီးပေါ်ကတနင်္ဂနွေမြန်နှုံးကပဲငါ့ကိုတည်ဆောင်ခဲ့တာလားငါကပဲမြန်နှုံးဆိုတာကိုတည်ဆောင်ခဲ့တာလားနေနမိတ်ပြီးဖြတ်ကျော်ရတာမှာငါပြောခဲ့ဘူးပါတယ်ဒါပေမဲ့ဟောဒီမောင်းနေမှုဟာလိုချင်တာတွေရှိတဲ့နေရာကိုလားကားစင်တစ်ခုစီကိုလားဒါဟာအထားတုံမားနေတဲ့ဝါကြဖြစ်ခြင်းဖြစ်မယ်ဒါဟာအတက်ဆက်ဆက်ဆာလောင်မှုဖြစ်ခြင်းဖြစ်မယ်ဒါဟာနေရမရသေးတဲ့ခွေးတကောင်ကိုယ်ရိပ်ကိုပြန်ဟောင်းတာဖြစ်ခြင်းဖြစ်မယ်အင်းတိုင်းအားတိုင်းမိုင်မဲခဲ့ရှူဆိုင်မိတဲ့ကိုယ်အနံ့တက်တွေကာမဂုဏ်ကိုချစ်မိတူတဲ့မြို့လေပန်းချံမေးကရွာသူတယောက်ကိုတခါကအဲ့တလိုဝန်ခံခဲ့ဘူးရဲ့ကြည်စံ32နှစ်ဆိုတဲ့အချိန်စီးတဲ့ကိုယ်ရဲ့ကြီးအဝေးပြေးလမ်းမပေါ်မှာတပင်နဲ့စီးလို့ကဘာကြီးနဲ့တွေ့ဖို့လာခဲ့တာပါကြော်ဖို့တလုံး passport တစ်ခုနဲ့ဘဒုလိမ့်စာကဘလောက်အထိတည်မြဲမှလဲတကယ်အဖြစ်ပြက်ဆိုတာတက်ရောက်ကဆုံးပါမဟုတ်ပါဘူးလက်ကြောမတင်တဲ့တခြင်းလည်းမဟုတ်ပါဘူးအမြုပ်ထနေတဲ့ကြပြားလည်းမဟုတ်ပါဘူးလောက်ရှားရှင်တဲ့နေရတာကိုကထောင်နှုတ်ခန့်နိုင်ရတယ်လို့တင်မင်းနဲ့ပါချင်းကတ်ထားရတယ်လို့တင်ပါတွေကိုယုံကြည်ခဲ့ပါတယ်လေတင်ဘယ်လိုဝစ်ဆုံဝစ်ဆင်ခဲ့ပါတယ်လေတင်မအနာဂတ်စီမံကိန်းရှိပါတယ်လားမြင်းကောက်ရင်များလာတာနဲ့အမျှစိတ်ထဲကပရိဘောဂတွေဂျွန်းထုံးမောက်ခေါ်လာတဲ့